ဒါနအားကောင်းတဲ့သူဟာဘယ်နေရာရောက်ရောက်စားဖို့ရမပူရပါဘူး။သီလအားကောင်းတဲ့သူဟာဘယ်ကိုပဲသွားသွားမျက်နှာမငယ်ရပါဘူး။မေတ္တာအားကောင်းတဲ့သူဟာဘယ်နေရာမှာပဲနေနေရန်သူတွေမရှိနိုင်ပါဘူး။စိတ်ထားကောင်းတဲ့သူဟာဘာတွေပဲလုပ်လို့အခက်အခဲတွေမတွေ့နိုင်ပါဘူး။တရားအသိရှိတဲ့သူဟာကိုကအရင်ခွဲခွာသွားရတာပဲဖြစ်ဖြစ်သူကအရင်ခွဲခွာသွားရတာပဲဖြစ်ဖြစ်ပူလောင်မှုမဖြစ်ပါဘူးမြောက်ဦးဆရာတော်အထက်ပါတရားစာပိုက်ကလေးနဲ့ပတ်သက်ပြီးထပ်လောင်းဖြည့်ဆွဲပြီးပြောချင်တာကဒါနအားကောင်းတဲ့သူဖြစ်ဖို့သီလအားကောင်းတဲ့သူဖြစ်ဖို့မေတ္တာအားကောင်းတဲ့သူဖြစ်ဖို့တရားအသိရှိသူဖြစ်ဖို့ဟာလိုအပ်ဆုံးအခြေခံအကြောင်းတရားမှာစိတ်ထားကောင်းနေဖို့ပဲဖြစ်ပါတယ်စိတ်ထားကောင်းနေပြီဆိုရင်ဒါနပြုဖို့သီလဆောက်တည်ဖို့မေတ္တာအားကောင်းဖို့တရားအသည့်တွေရှိလာဖို့ဟာမခက်ခဲတော့ပါဘူး။ဒါကြောင့်စိတ်ထားကောင်းခြင်းဟာစိတ်ကိုအကောင်းဆုံးပြင်ဆင်ခြင်းဟာအလွန်အင်မတန်မှအရေးကြီးကြောင်းသိတာထင်ရှားလာပါတယ်။စိတ်ဒေနနိယတေလောကောစိတ်ကသားလျင်ကောင်းတဲ့အရာတွေမကောင်းတဲ့အရာတွေကိုဥဆောင်ထားတာဖြစ်တဲ့အတွက်မိမိတို့ရဲ့စိတ်ကိုအကောင်းဆုံးနေဖြစ်အောင်ပြင်ဆင်ကြိုးစားနိုင်ကြပါ